ကဲတားရွေအမေရိကန်ရဲ့မင်္ဂလာမနေ့ခင်းပါလို့နှုတ်ဆက်ရင်းနဲ့မြန်မာပြည်ကဒေါ်လာပြည်သူတွေနဲ့ဒေါ်လာရေးသမားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ဒေါ်လာညနေခင်းပါလို့နှုတ်ဆက်လိုက်ပါတယ်ဒီနေ့ဘာပြောချင်တာလဲဆိုတော့ BBC ကတင်ထားတဲ့သတင်းလေးတစ်ခုဖွင့်ပြမယ်နောက်တော့ကြည့်လိုက်အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်အပါအဝင်စစ်တပ်အရာရှိ23ယောက်ကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်လိုက်ပါပြီဒီဖမ်းဝရမ်းဟာဘယ်လိုတက်ရောက်မှုတွေရှိလာမလဲစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်အပါအဝင်ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းအပါအဝင်စစ်တပ်အရာရှိ23ဦးကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်လိုက်ပါတယ်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကလည်းစစ်ကောင်ဆောင်ကိုဖမ်းဝရမ်းထုတ်ဖို့စီစဉ်နေတဲ့ကာလမှာအာဂျင်တီးနားတရားရုံးကအခုလိုဖမ်းဝရမ်းထုတ်လာတာပါကဲမင်္ဂလာသတင်းလေးနဲ့စပြီးတော့မနေ့ကင်းလေးကိုဖွင့်လိုက်ကြတာပေါ့နော်အာဂျင်တီးနားတရားရုံးကစစ်ကောင်းဆောင်ရောဒူးချုပ်ရောအပါဝင်23ယောက်ဟာဝမ်းသာလိုက်တဲ့ဖြစ်ချင်းကောဖမ်းဝရမ်းထုတ်လိုက်တာနော်အပီးဖမ်းဖို့အတွက်ထုတ်လိုက်တာမင်းပဲပြေးမလဲဘာရမလဲတာဝရမင်းတော့ကတော့ဟမ်ဟဲ့အောင်တာဝမင်းလှဲ့မကြခင်ရောက်တော့မယ်ပြည်သူတွေကိုတတ်ထားတာညှဉ်းပန်းနှိပ်စက်တာမတရားသဖြင့်ဖမ်းဆီးတာတက်ကြီးရွယ်အိုတွေနဲ့ကလေးတွေကိုဘုံကျဲထားတာတွေအခုမင်းလှဲ့လာတော့မယ်သာသနိကအဆောက်အုံတွေကိုဘုံကျဲထားတာဆေးရုံတွေစာသင်ကျောင်းတွေကိုဘုံကျဲထားတာအခုမင်းလှဲ့လာတော့မယ်ဘယ်ုံမရှိနဲ့နော်မကြတော့ဘူးစိတ်ချတာဝမင်းတို့အလှဲ့လာတော့မယ်မင်းတို့အလှဲ့လာတော့မယ်ဒါကြောင့်မင်းဟိုမှာသွားပြီးတော့ဟမ်မြေတွေဝယ်အိမ်တွေဝယ်မင်းသွားလုံနေတာအေးပြေးလို့လုံမယ်မကြံနဲ့ဘာရမလဲတာဝသေဝတာပြင်တာမင်္ဂလာမနေ့ခင်းမှာမင်္ဂလာရှိတဲ့သတင်းနဲ့နှုတ်ဆက်ရင်းနဲ့တားရီတို့နောက်ဗီဒီယိုမှာပြန်ဆုံးမယ်